ကဲအပြာရောင်ရတနာချစ်တဲ့သူတွေအတွက်ဒီမှာ Bluetooth ဘတ်တစ်ဆက်စာလေးရမယ်ရှင် Bluetooth ဘတ်တစ်ဆက်စာလေးရမယ်နော်လုံးဝစိတ်ကိုကြည်လင်လန်းဆန်းနေရအပြာရောင်အကြည့်အတန့်လေးနော်တွေးထားတဲ့တွေးကွက်လေးလည်းရမ်းလာပါတယ်နောက်ထပ်ပြပေးဦးမယ်နော်အဖြူရောင်ချစ်တဲ့သူတွေအတွက်အဖြူရောင်လေးပြပေးဦးမယ်ကဲဒါကတော့စလင်းဖြူလေးဖြစ်ပါတယ်ရှင်စိတ်လေးလိုပဲဖြစ်ဖြစ်လက်နေရောပဲနော်စလင်းဖြူလေးဖြစ်ပါတယ်ဒါလေးဆိုလေဆွဲကြိုးပေးရတဲ့ကုန်းလေးခတ်ဝေလို့လှပါတယ်ရှင်တအားနဲ့မှကြည့်စရာကောင်းပါတယ်နောက်ထပ်မိုးကုန်းမြလေးပြပေးဦးမယ်ရှင်အစိမ်းရောင်ချစ်တဲ့သူကဲဒါကတော့မိုးကုန်းမြပေါ့နော်အရက်ခေါ်မိုးကုန်းမြအစိမ်းရောင်လေးဖြစ်ပါတယ်ဒါလေးချစ်စရာလေးနော်တကယ်လို့မှကြီးကြီးကြိုက်တယ်လော့ကအကိတ်ကြီးကြိုက်တယ်ဆိုရင်ဒါလော့ကလေးခတ်ဝေလဲလှတယ်နော်ဘရက်ကလေးခတ်ဝေမယ်ဆိုလဲတကုံးစာတကျိုးစာလေးတော့ရပါတယ်နော်ချစ်ဖို့အရန်ကောင်းပါတယ်ကဲဘာရောင်ကြိုက်လဲအစိမ်းကြိုက်လားအဖြူကြိုက်လားအပြာကြိုက်လားရတနာလေးတွေရောင်စုံရှိပါတယ်ရှင်တအားနဲ့ကိုမှချစ်ဖို့ကောင်းပါတယ်ရတနာရှိရရတနာလားလူရဆန္ဒတွေပြည့်ပါစေရှင်